ထုံးစံတိုင်းကျွန်တော်ဗီဒီယိုမြင်လို့ရှင် comment မှာ yes လို့မှတ်ခဲ့ပေးပါဒီနေ့မှာတနင်္ဂနွေသားသမီးရဲ့အတွက်ပေါ့အရင်တော့ဆိုရင်ရေဘူးရအားဖြင့်ပြောပါတယ်တနင်္ဂနွေသားသမီးဒီဘာလို့တင်နေပေါ့အခုကတော့အဲ့ထက်ပို့ပြီးတော့အသေးစိတ်သွားပါတယ်ကျွန်တော်မဟာဘုတ်ပါတွဲပြီးတော့ပါလာပါမယ်ကျွန်တော်မဟာဘုတ်ပါတွဲပြီးတော့ပါလာတဲ့ဒါတီးတဲ့တစ်ခုဖြစ်သွားပါတယ်ဒီနေ့ကတော့ကျွန်တော်တစ်ကျွင်းမဟာဘုတ်အကြောင်းပြောမှာတစ်ကျွင်းမဟာဘုတ်ရဲ့တနင်္ဂနွေသားသမီးတွေအတွက်ပါနော်တနင်္ဂနွေသားသမီးတွေအတွက်တစ်ကျွင်းမဟာဘုတ်နဲ့ကျွန်တော်ပြောပြပါမယ်အဲ့တော့ကိုကဘာကျွင်းလဲသို့မဟုတ်မဟာဘုတ်ဘာဖွားလဲဆိုတာသိဖို့လိုပါတယ်အဲ့တော့မသိရင်လည်းပြဿနာမရှိဘူးဗျကျွန်တော်ရဲ့ဒီ comment အောက်မှာမှန်ပေးခဲ့မွေးသက်ကလေးထားခဲ့ပြီးလို့ရှင်ဆရာဒီမွေးသက်ကလေးအကြောင်းကိုသိကြပါတယ်ညဆိုလို့ရှင်ကျွန်တော်မဟာဘုတ်တက်ပေးပါမယ်မဟာဘုတ်တက်ပေးမယ်ဆိုတော့ကျွန်တော်ဒီမှာအခုတနင်္ဂနွေသားသမီးတွေပေါ့ဒီဗီဒီယိုမှာဆိုရင်တော့တခြားနေနေလည်းမှန်ခဲ့လို့ရတယ်တနင်္ဂနွေသားသမီးတွေမသိတာဆိုလို့ရှင်လည်းမှန်ခဲ့လို့ရတယ်တော့မဟာဘုတ်တက်ပေးမယ်ပေါ့နော်ဆိုတော့တစ်ကျွင်းနေဘာလို့လုပ်တင်လဲဆိုလို့ရှင်ကျွန်တော်တစ်ကျွင်းတနင်္ဂနွေမှာအတန်ဆုံးအတွဲရှိပါတယ်တနည်းအားဖြင့်ဆိုလို့ရှင်တော့ဒီမဟာဘုတ်အောက်သုံးလုံးနဲ့နောက်ပြီးတော့ဒီအင်္ဂါဝိဇ္ဇာနဲ့တွဲပြီးတော့မှကျွန်တော်ထွက်လာတဲ့ကြိုးကြိုးရှိပါတယ်အဲ့ဒီဟာကကြကျွန်တော်တို့တစ်စိမ့်တွဲဒါမှမဟုတ်လို့ရှိရင်တာစီကျိုးဆိုပြီးတော့ကျွန်တော်တို့ရှိပါတယ်အဲ့တော့အထက်ဆောင်မှအောင်နေကြမှာရှေ့ရကောင်ဒီအထက်ပါနောက်ကကောင်ဒီနောက်အောက်ပါသူကအထက်ဆောင်မှသူကအောင်နေကြအဲ့တော့ကျွန်တော်တို့တာတစ်လုံးနဲ့ရတယ်ဗျအဲ့တော့တာတစ်လုံးနဲ့ရဆိုကျွန်တော်တို့ကလှူစရာကကျွန်တော်တို့တီဟိုလှူလို့ရပါတယ်တီဟိုကကျွန်တော်တို့အညွန့်မရဘူးဗာလဲဆိုရင်အရွယ်21ရွယ်လှူပါဆိုတော့အညွန့်ကကြတော့အရန်ကြီးတယ်ပေါ့နော်ဖန်ခွက်ထဲမှာမဆန့်ဘူးဒါမလို့ဒီဖန်ခွက်တစ်လုံးယူလိုက်ပေါ့ဖန်ခွက်တစ်လုံးယူပြီးတော့မှရေထည့်မယ်ရေထည့်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီတီကို21ရွက်ကိုအဲ့ဒီရေထဲမှာထည့်ပြီးတော့မှဖျားကိုလှူပေးရမယ်အဲ့လိုအရွယ်အညွန့်နေဖျားကိုလှူပြီးတော့မှကိုယ့်ရဲ့ဖြစ်ရှင်တဲ့ဆန္ဒကိုအဋိဌံပြုစုတောင်းမှာဖြစ်ပါတယ်အဲ့တော့ဖျားကိုဒီဟာမလှူခင်မှာတော့ကျွန်တော်တို့ကပန်းစီမီရေချမ်းကိုလုံးနေကြအရာလေးလုံးမယ်ပြီးရင်ဒါလေးလှူမယ်ပြီးရင်ရွတ်ဖတ်ပူဇော်တာကိုလုံးနေကြအတိုင်းလုပ်ပါပြီးလို့ရှိရင်ကျွန်တော်နောက်တစ်ခုပို့သွားမှာနတ်တွေကိုမြတ်တာဖို့အမျှဝေပါနတ်တွေကိုမြတ်တာဖို့အမျှဝေပါအဲ့ဒီလိုမျိုးဆိုရင်ကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေမှာဖြစ်စေစကားပြောရဲ့နေရာတွေမှာဖြစ်စေသိသာအဆင်ပြေတိုးတက်လာပါတယ်သူကလှူရမယ့်အချိန်ရှိပါတယ်ဟုတ်ဘယ်မှာလှူမလဲပေါ့နော်တနင်္ဂနွေသားသမီးတွေတီယိုညွန့်လှူတာဟုတ်ပြီဒီကိုကမွေးနေ့မှာလှူမယ်ဆိုလို့ရှိရင်အများအားပုံမှန်မှတ်ထားမှာ9နာရီကနေပြီးတော့ကျွန်တော်တို့10ခွဲကြပေါ့9နာရီကနေပြီးတော့10ခွဲအဲ့ဒီအတွင်းမှာလှူပေးရပါညနေပုံမှန်ဒီ9နာရီကနေပြီးတော့မှကျွန်တော်တို့10ခွဲကြမှာလှူပေးရတော့ဒါမွေးနံနောက်ဝင်တက်တဲ့အချိန်ပေါ့နောက်တစ်ချိန်ရပါတယ်ဆိုတော့မူလမွေးနံချိန်ဖြစ်တဲ့6နာရီနဲ့ခွန်ခွဲကြမှာလဲလှူလို့ရပါတယ်နော်6နာရီနဲ့ခွန်ခွဲကြမှာလဲလှူလို့ရပါတယ်အဲ့တော့ထိုက်တဲ့ချိန်လောက်ပါခင်ဗျာအဲ့ဒီနှစ်ခုအတွင်းမှာဆိုလို့ရှိရင်ကိုခဏကလှူတဲ့ဟာလေးတွေတခြားလှူမယ်ပြီးလို့ရှိရင်ရွတ်ဖတ်ပူဇော်လေးတခြားလုပ်ပေးမယ်ဆိုလို့ရှိရင်တေချာပေါ့တဖြည်းဖြည်းနဲ့တိုးတက်မှုတွေတေချာပေါ့လက်တွေကျုံရမှာဖြစ်ပါတယ်ဟုတ်ကျွန်တော်ဗီဒီယိုလေးတွေ့ရအောင်လို့လဲ comment မှာကျွန်တော်တို့မှတ်ပြီးတော့ share ထားလို့ရပါတယ်ခင်ဗျာနောက်ဗီဒီယိုတွေမှာကျွန်တော်ဆက်ပြီးတော့တွေ့ကြအောင်ခင်ဗျာဆိုတော့တနင်္ဂနွေသားသမီးတစ်ကျွန်းတွေအတွက်အကောင်းဆုံးဒီအထက်ဆောင်ဘက်တစ်ခုပြန်ပြီးရွေးလိုက်မယ်ဆိုရင်တော့အတီကို21ရွက်ပဲဖြစ်ပါတယ်ခင်ဗျာအဲ့တော့အတီကို21ရွက်ကကျွန်တော်တို့သွားပြီးတော့မှမိတ်လဲဖြစ်နေပါတယ်ဒီမှာတော့မိတ်တွေပါလိဆိုတာတဲ့အဆောင်ဘက်ဖြစ်လို့လှူတဲ့ဟာမျိုးပို့ပြီးတော့မှရွေးချယ်ပါတယ်ဆိုတော့အားလုံးပဲကျွန်တော်ဗီဒီယိုတွေ့ပြီးတဲ့အချိန်ကနေစပြီးတော့ like လုပ်တဲ့သူတွေလည်းအဆင်ပြေကြပါစေလို့ကျွန်တော်မြတ်တာဖို့ဆုတောင်းပေးပါတယ်ခင်ဗျာ